ငယ်တော့ကကစားခဲ့တဲ့အယုတ်တွေကူတီရှိသေးလားအယုတ်ဆိုတာကလေးတွေအတွက်တငယ်ချင်းဖြစ်နိုင်တယ်လို့အခြားလောကကအရာတွေကိုခေါ်အားဖို့အကောင်ဆုံးအိမ်ကြီးဖြစ်နိုင်ပါတယ်အခုကျမပြပြမဲ့ဖြစ်ပျက်ကတော့အလူကနေရလာခဲ့တဲ့ဟောင်းရနေတဲ့ရုပ်မလေးတရုပ်အကြောင်းပါပဲဒီရုပ်ကအိမ်ကိုရောက်လာပြီးနောက်ပိုင်းမှာအဲ့ဒီအိမ်ကကလေးမလေးကတယောက်တည်းစကားတွေပြောတက်လာတယ်ကလေးမလေးရဲ့အမေကသတိထားမိတာကသူ့သမီးကနားပတ်တွေဆိုရင်အိတ်ခံထဲမှာတယောက်ယောက်နဲ့စားနောက်ပြီးရှီမောနေတတ်တယ်။တညမှာတော့အမေဖြစ်သူကအခန်းတကားကိုအသာလေးဟာပြီးချောင်းကြည့်လိုက်တယ်။သမီးဖြစ်သူကဂရင်းပေါ်မှာထိုင်နေပြီးတော့သူ့ရဲ့အရှိမှာတော့အဲ့ဒီရုံမလေးကိုထားပါတယ်။သမီးကအရုပ်ကိုကြည့်ပြီးတော့မလုပ်ပါနဲ့အမေသိသွားရင်စူလိုက်မယ်လို့ပြောနေတာ။အမေကအခန်းထဲဝင်ပြီးတော့သမီးဘသူနဲ့စကားပြောနေရလဲလို့မေးလိုက်တဲ့အခါသမီးကအရုပ်ကိုလက်ညှိုးထိုးပြီးတော့သူကအမေကိုအခန်းထဲကနေထွက်သွားခိုင်းနေတာတဲ့မေဖြစ်သူကစောင့်လန့်ပြီးတော့အဲ့ဒီရုပ်ကိုအဖက်ပုံနဲ့သွားပစ်လိုက်တယ်ဒါပေမဲ့နောက်တစ်နေ့မနက်နိုးလာတဲ့အခါမှာတော့အဲ့ဒီရုပ်ကသမီးရဲ့ကနေပေါ်မှာပြန်ရောက်နေတာဗျဒီတစ်ခါတော့ရုပ်ရဲ့ဝစ်စုံမှာသွေးကွက်လိုမျိုးနေကွက်တွေပါလာတယ်သူတို့ကအရုပ်ကိုမီးရှို့ဖို့ပြင်ကြတဲ့အချိန်မှာတော့ကလေးမလေးကအော်မိုးပြီးတားတယ်သူ့ရဲ့အတန်ကကလေးတန်မဟုတ်တော့ဘဲနဲ့အဖွားကြီးတစ်ယောက်ရဲ့အတန်နဲ့မရှိုးနဲ့ငါကဒီအိမ်မှာနေမှာမင်းတို့လည်းပဲကြံတော့တယ်လို့ပြောလိုက်တာပဲအခုဆိုရင်အဲ့ဒီအိမ်ကမိသားစုဝင်တွေတယောက်ပြီးတယောက်အကြောင်းတချက်ရှိပဲနဲ့ပျောက်သွားကုန်ကြပါတယ်မိသားစုတွေဘလို့ပျောက်သွားလဲဆိုတာကိုသိစေရင်တော့ပတ်တူမှာဆက်ကြည့်ပေးပါရှင်